Daddy တာမေသူကျော်နဲ့တော်တော်လေးကိုအဆင်ပြေတယ် ဟာဟုတ်လားဟာဝမ်းသာကြပဲကွာဒါမင်္ဂလာသတင်းကွာအဲ့လိုဖြစ်နေရမှာငါသား အာစီဟိုအာစီကိစ္စပြီးကျွန်တော်ဆက်ပြောလိုက်တော့ နေသမ်းမအောင်မင်းကိစ္စဆိုတာလဲငါလည်းသိပြီးသားပါကွာဒီဘာမဟုတ်တဲ့ကိစ္စတွေသေးသေးလေးကိုနောက်မှ Daddy ကိုပြောပြတယ် ဟဲ့တော့ငါဘွားမှာလေငါသားအရေးကြီးဆုံးပဲနော်မင်းမပြောနဲ့နောက်မှအေးစေးပြောဒါအရေးကြီးတယ်ဆိုပြော Daddy တော့မင်္ဂလာတော့ heavy ဆောင်ပေးရမှာနော် ဩငါသားလေကွာဒယ်ဒီပြောထားပြီးသားပဲသားဘက်ကသာလေမေသူကျော်ဒယ်ဒီအိမ်ကိုအပါရလောင်တာခေါ်လာခဲ့နော်ဒယ်ဒီကအားလုံးဂရိတီစီရမယ်ကွာ ကြိုက်ပြီစိတ်ချသားရအောင်ခေါ်လာခဲ့မယ်နော် Okay Daddy ဂရိတီရမယ်နော် အော်တီတာပေါ့ ချစ်ရတာအဲ့ဒါငါ Daddy ကိုကွာ အေးမေသူကျော်ဟောဟဲ့ရေးကြည့်တယ်ဆိုအခုကြတော့လေမင်းကငြိမ်းနေပြောစရာကြီးပြောပါလေ ဘောစီရဲ့ဘလုံးလက်ခွဲတိုင်းတော်တော်များများအဖမ်းခံလိုက်ရပြီလို့ ဟောဒါလေးဟာဘယ်လိုငါလက်ခွဲတိုင်းနေဖန်ခါရတယ် ဟုတ်တယ်လေ အမလေးဟာတလောက်ရေးကြည့်တဲ့တဲ့မင်းခုမှပြောသလား ဘောစီပဲငါသားတော့အရေးမကြီးဘူး မ ဆို ဟုတ်ဘူးလေကွာမဟုတ်ဘူးဒါအောင်မဲအရင်ပြောမှာဟုတ်ပေရာယူကတမျိုးကွာဒုက္ခပဲအဖေဖန်ခါမဲ့ကိစ္စကိုများသေးသေးလေးတဲ့